နလပိုင်း၄ရက်နေ့အတွက်သမကျန်စာကပ္ပဦးကျန်ခန်းကြီး39ကပ္ပဦးကျန်ခန်းကြီး39ခန်းငယ်1ဣရှမေလလူတို့သည်ယောသက်ကိုဆောင်တော်၏အေဂုတုပြည်သို့ရောက်သောအခါအေဂုတုအမျိုးသားဖာရောဘုရင်အမတ်ဖြစ်သောကိုရနောမူပေါ်တိဘာထမှရောင်းချ၏ခန်းငယ်နှင့်ထာဝရဘုရားသည်ယောသက်ပ၌ရှိတော်မူသဖြင့်သူသည်အကြံထောင်မြောက်တတ်၏အေဂုတုအမျိုးသားမိမိသခင်အိမ်၌နေရလေ၏ခန်းငယ်3သူဘက်၌ထာဝရဘုရားသည်ရှိတော်မူ၍သူပြုလေရရာ၌အောင်စေတော်မူကြောင်းကိုသခင်လည်းသိမြင်၏ခန်းငယ်4ထိုကြောင့်ယောသက်သည်သခင်ရှိ၌မျက်နှာရ၍ခစားလျက်နေရ၏သခင်သည်လည်းမိမိအိမ်တွင်အိမ်အုပ်အရာနှင့်ခန့်ထား၍ဥစ္စာရှိသမျှကိုအပ်လေ၏ခန်းငယ်5ထို့သောအိမ်နှင့်ဥစ္စာရှိသမျှကိုအုပ်ဆိုးစေသည့်ကာလမှစ၍ထာဝရဘုရားသည်ယောသက်အတွက်ထိုအေဂုတုသားဤအိမ်ကိုကောင်းချီးပေးတော်မူသဖြင့်ပေးတော်မူသောကောင်းချီးမင်္ဂလာသည်အတွင်ပြင်ဥစ္စာရှိသမျှအပေါ်၌လည်းတက်ရောက်လေ၏ခန်းငယ်6သခင်သည်မိမိ၌ရှိသမျှကိုယောသက်လက်သို့အပ်၍မိမိစားသောအစာမှတပါအခြားသောဥစ္စာရှိမှကိုမြမတိမမတ်ပဲနေ၏ယောသက်သည်ပုံပြင်ရင်ကျေး၍အသွေးအစင်လဲလှသောသူဖြစ်၏ခန်းငယ်9ထိုနောက်မှသခင်မိယားသည်ယောသက်ကိုတတ်သောစိတ်ရှိ၍ငါနှင့်တူအိပ်ပါဟုဆို၏ခန်းငယ်10ယောသက်ကလည်းကျွန်တော်သခင်သည်အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကိုကျွန်တော်လက်သို့အပ်ပါပြီကျွန်တော်၌အဘယ်ဥစ္စာရှိမှန်းကိုမြမတိမမတ်ပါခန်းငယ်9ဤအိမ်တွင်လည်းကျွန်တော်ထက်သာကြီးသောသူမရှိပါကိုမယားဖြစ်သောသခင်မတပါအဘယ်ရာကိုများကျွန်တော်အားမမြင်တာပါတို့ဖြစ်လင်အပြစ်ကြီးသောဤမှုကိုကျွန်တော်ပြု၍ဖျားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်းဟုသခင်၏မယားကိုညှင်း၍ပြန်ဆို၏ခန်းငယ်10ထို့သောသခင်မသည်နေ့တိုင်းသွေးဆောင်တော်လဲယောသက်သည်သူ၏စကားကိုနားမထောင်သူနှင့်အတူအိတ်ချင်းနေချင်းမှုကိုရှောင်လေ၏ခန်းငယ်17တနေ့တ၌ယောသက်သည်အမှုဆောင်ခြင်းကအိမ်ထဲသို့ဝင်၍အိမ်သားယောက်ျားတယောက်မျှမရှိသောအခါခန်းငယ်12သခင်မကငါနှင့်တူအိပ်ပါဟုဆိုလျက်ယောသက်အဝတ်ကိုကင်ဆွဲလျင်ယောသက်သည်မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးလေ၏ခန်းငယ်13ထို့သောသခင်မလက်၌မိမိအဝတ်ကိုစွန့်၍ပြင်သို့ထွက်ပြေးသည်ကိုသခင်မသိမြင်သောအခါအိမ်သားယောက်ျားတို့ကိုခေါ်၍သင်တို့ကြည့်ကြငါတို့၌မယုံမသိပြုစီခြင်းကဤဟေပြဲလူကိုသခင်သွင်းလာပြီးတကားသူသည်ငါနှင့်အတူအိတ်ချင်းကဝင်လာငါ